တာပါเนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒါဇူလိုင်လကျွန်တော်9ရက်နေ့เนาะအဲ့တော့ကျွန်တော်ဒီနေ့ထုံးစံတိုင်းပဲပွဲစဉ်2ပွဲရှိမယ်เนาะအဲ့တော့အဲ့2ပွဲ30ချက်လုံးကျွန်တော်ပြောမယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ကျွန်တော်ရဲ့ free ကတော့ကျွန်တော်မနေ့ကဒီမှာ YouTube မှာကျွန်တော်လာတော့တင်ပြီးတက်နိုင်တော့เนาะအဲ့တော့စပိန်ရွေးခဲ့တယ်ရိုးမှတ်မှာကျတော့ကျွန်တော်စပိန်9အောင်နဲ့ကျွန်တော် VIP Premier ကတော့မနေ့က2ပွဲပေါ့เนาะ VIP Premier 2ပွဲကြာအောင်စပိန်9အောင်ရေပြီးနောက်တစ်ပတ်အမေရိကန်ပေါ်ရဆိုတော့ VIP ကတော့ပြန်ခွာဖြစ်သွားတယ်เนาะအဲ့တော့ဒီနေ့ကျွန်တော်ဒီမှာ30ချက်ဒီ2ပွဲလုံးပြောမယ်အဲ့တော့အာဂျင်တီးနားရဲ့ EG ရှိမယ်ကိုလံဘီယာဆွစ်ဇာလန်ရှိမယ်เนาะအဲ့တော့ထုံးစံတိုင်းပဲကြိုက်တဲ့ညီကိုကယူလို့ရတယ်ကြိုက်မတွေ့ညီကိုကလည်းကြော်သွားလို့ရတယ်เนาะအဲ့တော့မနေ့ကတော့ကျွန်တော်တို့ပေါ်တူဂီတို့ရိုနယ်ဒိုကတော့ထွက်ခွာသွားပြီအဲ့တော့ဒီနေ့မက်ဆီတို့အာဂျင်တီးနားဘယ်လိုလာအောင်လဲတော့မသိဘူးအဲ့တော့အာဂျင်တီးနားတို့လက်ရှိမှာခြေစွမ်းကတော့တောက်လျှောက် on fire ဖြစ်နေတဲ့အချိန်ခြေစွမ်းနဲ့တောက်လျှောက်ထပ်နေတယ်မက်ဆီကိုတိုင်းလည်းပွဲတိုင်းလိုလိုဂိုးတွေရနေတယ်အဲ့တော့ Egypt အနေနဲ့အာဂျင်တီးနားကိုတားနိုင်ပါမလားပထမဆုံးကျွန်တော်တို့10နိုင်ခွဲမှာကန်မယ်စောဆုံးပွဲစဉ်ပေါ့နော်အာဂျင်တီးနားနဲ့ Egypt ပါအဲ့တော့အာဂျင်တီးနားတစ်လုံးဆိုရင်တဝက်လောက်နေတာမယ်နှလုံးဆိုရင်ကျော်80လောက်နေတာမယ်ဒါဒီစဖွင့်နေစီပါခုညနေရောက်တဲ့အခါမှာနှလုံးဆိုရင်တစ်လုံးဆိုရင်ကျွန်တော်80လောက်နေတာမယ်နှလုံးဆိုရင်90လောက်နေတာမယ်ဆိုရင်ဈေးတန်းမျိုးပေးထားတယ်အဲ့တော့ဒီလိုဈေးတန်းမျိုးတွေမှာဆိုရင်ကျွန်တော်တို့ဒီပုံမှန်တိုင်းတာမန်လီတွေမှာဆိုဒီလိုဈေးတန်းမျိုးထွက်လာပြီဆိုရင်ဒါ 1C 2C တွေကသွားတာများတယ်အဲ့တော့အာဂျင်တီးနားရဲ့လက်ရှိခံစစ်ကိုကြည့်မယ်ဆိုရင်အာဂျင်တီးနားရဲ့လက်ရှိခံစစ်ကလည်းကျစ်တယ်မာတယ်အာဂျင်တီးနားနောက်ဆုံးကန်ခဲ့ပွဲစဉ်မှာဆိုလေဒါဘယ်လိုပြောမလဲအသေးအတန်ကန်ခဲ့ရဆိုပေမဲ့တကယ်ကောင်းနေခြေစွမ်းကနော်အကိတ်ပါဒီခြေစွမ်းကောင်းတာလည်းမှန်တယ်ဒါပေမဲ့အာဂျင်တီးနားကစားပုံကလည်းကြောက်စရာကြီးအဲ့တော့ရှေ့မှာဒီအာဂျင်တီးနားဩစတြေးလျ2-0 Algeria 2-0ဂျော်ဒန်3-1အဲ့တော့ခံစစ်ကလက်ရှိမှာတော့ကျွန်တော်တို့ဒါ3ဂိုးတော့ပေးထားရတယ်ဒါလည်းကိတ်ပါဒီရုံးအားကြောင့်ထင်တယ်ဒါပေမဲ့ Egypt အနေနဲ့ဒီအာဂျင်တီးနားကိုလွယ်ပါမလားအဲ့တော့ FIFA ranking 1နဲ့ Egypt ဒီ29ပါအဲ့တော့1နဲ့29ကန်တဲ့အခါမှာတစ်လုံးဆိုရင်80လောက်နေတာမေကလုံလောက်လားဆိုနိုင်မှုလုံလောက်တဲ့ဈေးရမျိုးပဲအဲ့တော့ Egypt ရဲ့ကစားမှုကြီးရဲ့အခါမှာကြီးဒီရှေ့မှာ Australia လို့တင်လို့ sorry 1-1တည်ကန်ထားတယ်အဲ့ဒီမှာ Egypt ရဲ့ကစားပုံကအရင်ကောင်းတဲ့ပုံတော့မပေါ်ဘူးအချိန်မှလေအီရန်ကို1-1တည်ကြတယ်အဲ့ဒီပွဲမှာဆိုလဲဒါအီရန်ကခြေစွမ်းအများကြီးပို့ထားတယ်အဲ့တော့ဒီနေ့ဒါအဲ့ဒီနေ့ထက်အများကြီးမြင်တဲ့အာဂျင်တီးနားအဲ့တော့ Egypt အနေနဲ့ဒီနေ့လွယ်တော့မလွယ်ပါဘူးအဲ့တော့ပေးထားတဲ့1 mile နဲ့တစ်လုံးဆိုတာနဲ့80လောက်နေတာမယ်နှလုံးဆိုတာနဲ့80လောက် sorry အပြည့်နေတာမယ်ဆိုရင်လည်းဈေးတန်းမျိုးလောက်မှာကျွန်တော်အနေနဲ့ကတော့ဒီနေ့ပွဲစဉ်က Egypt တို့ဂိုးမပေးထားဘူး Egypt တို့ဂိုးရဖို့လည်းလမ်းမမြင်ဘူးပြီးတော့အာဂျင်တီးနားအနေနဲ့ပြီးခဲ့တဲ့ပွဲမှာကိတ်ပါတီကိုဒါမထင်မှတ်ပဲနှစ်ဂိုးပြန်ပေးခဲ့ရတယ်တဲတန်ဆော့ခဲ့ရတဲ့ပုံမှာဒီနေ့အာဂျင်တီးနားအများကြီးပြင်ဆင်လာလိမ့်မယ်။အဲ့တော့ Egypt အနေနဲ့လည်းအာဂျင်တီးနားခံစစ်ကိုတိုက်ဖို့ကအရင်လွယ်မယ်မထင်ဘူး။အီရန်နဲ့ပွဲမှာEgypt တိုက်စစ်ကစားပုံကကျွန်တော်ဘယ်လို့မှသဘောမကျဘူး။အဲ့တော့ဒါအီရန်ဆိုတာကအာဂျင်တီးနားနဲ့ရှင်မယ်ဆိုရင်အများကြီးကွာတယ်။အာဂျင်တီးနားခံစစ်ကအများကြီးကောင်းတဲ့အနေထားမှာဒီနေ့တော့ကျွန်တော်အနေနဲ့တော့ Egypt ကိုဂိုးမပေးချင်ဘူး။ပြီးတော့ကျွန်တော်တို့ရှင်းတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဂိုးအောက်ချိုက်တယ်။ပြီးရင်ကျွန်တော်အာဂျင်တီးနားပဲကြိုက်တယ်။အာဂျင်တီးနားဒါ 1-0 2-0ပုံစံမျိုးတွေကလာလိမ့်မယ်။အဲ့တော့ 2-0 အတိအကျဝင်သွားနိုင်တဲ့ပွဲစဉ်မျိုး။အဲ့တော့အာဂျင်တီးနားရဲ့ကျွန်တော်ဂိုးအောက်ပဲစော့မယ်ဆိုရင်ကျွန်တော်တို့ကနည်းနည်းမူနေမယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ကျွန်တော်တို့2-0အတိအကျကိုကြိုက်တယ်။ဂိုးအောက်ကြိုက်တယ်ပြီးရင်အာဂျင်တီးနားကြိုက်တယ်နော်။အဲ့တော့ကျွန်တော်ဒီစီကိုအဓိကကူညီပံ့ပိုးပေးရကျွန်တော် TV ဘတ်ပါနော်။အဲ့တော့အဲ့မှာ brother တို့ဒါစိတ်ချရစားဘောလုံးဝယ်ဆော့စားလို့ရပါတယ်။အသေးစိတ်ကိုကျွန်တော် Telegram မှာတင်ပေးထားပါမယ်။နော်အဲ့မှာတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီ free tip တပွဲကိုလည်းကျွန်တော် Telegram မှာတင်ပေးပါမို့ Telegram channel လေး join ထားပါ။နော်အဲ့တော့ Telegram ကတော့ tip for race ဆိုပြီးဒီနာမည်ပါပဲ။ရိုက်ရှာကြည့်လိုက်ပါတွေ့ပါလိမ့်မယ်။အဲ့တော့ကျွန်တော် Telegram မှာပုံမှန်အမြဲ free တပွဲတော့တင်ပေးဖြစ်ပါတယ်။နော်အဲ့တော့မနေ့ကဆိုရင်ကျွန်တော်စပိန်ရှေးကဆိုတော့ကျွန်တော်ပါချပြီးရတယ်မသိ။နော်အဲ့တော့ free tip လေးတောက်လျှောက်အဆင်ပြေနေဆို channel လေး join ထားစီချင်ပါတယ်နော်။ပြီးတော့ VIP Premier ဝယ်ခြင်းတဲ့ညီကိုတွေကကျွန်တော်တို့ဒီနေ့အတွက်ကိုလည်းကျွန်တော်4000နဲ့စီစဉ်ပေးထားတယ်။တရက်ချင်းကိုကျွန်တော်4000နဲ့ရောင်းပေးပါတယ်။အဲ့တော့တကယ်လို့ပွဲကြခဲ့ရင်ကျွန်တော်ပွဲအစပြန်ပြီးဒါမှမဟုတ်လေ4000ပြန်လို့ချင်းရပါတယ်နော်အဲ့တော့နောက်တစ်ပတ်ကျွန်တော်2နိုင်ခွဲမှာကံကိုလံဘီယာနဲ့ဆွစ်ဇာလန်အဲ့တော့ကိုလံဘီယာနဲ့ဆွစ်ဇာလန်မှာတဝက်လောက်နေတာမယ်ကိုလံဘီယာပေးထားရင်နှလုံးဆိုရင်30လောက်နေတာမယ်အဲ့တော့မနက်ခင်းကလည်းဒါကိုလံဘီယာတဝက်လောက်နေတာမယ်ကောင်းထွက်ထားတယ်အခုချိန်ကြီးလည်းဒါတဝက်လောက်နေတာမယ်ဆိုရင်ဈေးရမျိုးမှာပဲကိုပေါင်းဈေးတွေလည်းနှလုံးဆိုရင်20 30နေတာမယ်ဆိုရင်ဈေးရမျိုးဝင်းကျင်မှာပဲပြေးနေတယ်အဲ့တော့ FIFA ranking ကကြည့်မယ်ဆိုရင်73နဲ့19ကန်တာကိုလံဘီယာဒီဈေးပေးရ fair ဖြစ်လာဆိုရင်တော့fair ဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းလောက်ကလက်ရှိချိန်မှာတိုက်စစ်ကရန်ထက်တဲ့ထဲမှာပါတယ်ကိုလံဘီယာဆိုလဲကျွန်တော်ပေါ်တူဂီနဲ့ပွဲစဉ်မှာပဲကိုမရခဲ့တာနော်အဲ့တော့တောက်လျှောက်သူ average တကူတော့ရတယ်ဒါတော့အဲ့ဒီမှာပေါ်တူဂီကိုဒါကောင်းကောင်းပြန်တိုက်နိုင်တယ်ဂါနာနဲ့ပွဲစဉ်မှာဆိုလည်းတကူရတယ်အဲ့တော့ဆွစ်ဇာလန်ကလည်းခုနောက်ပိုင်းမှာဒါခြေစွမ်းတွေကနည်းနည်း return မှန်နေတယ်ဒါပေမဲ့ဆွစ်ဇာလန်တွေတိုက်စစ်လုံးကျဆော့လာတဲ့ပုံမှာတော့ကန်စီကဂိုးလေးနည်းနည်းပြန်ပေးရလိမ့်ရှိအဲ့တော့ဒီနေ့နှလုံးဆိုရင်20လောက်နေရမယ်ဆိုရင်ဈေးရမျိုးပေးထားတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကြည့်နေကြဆိုရင်လူတွေဆိုသိနိုင်မယ်ကျွန်တော်ဒီ level ဝင်ရိုးပေါ့နော် level 50ဝင်ရိုးတွေမှာဆိုရင်ဥပမာဗျာ level 50 level 20 level 30ဝင်ရိုးတွေမှာနောက်က
နှလုံးကိုရှေ့ကဥမာဗျာ level 30တည်ဆိုရင်30လောက်နင်းနာမယ်နောက်ကနှလုံးဆိုရင်30လောက်နင်းနာမယ်နဲ့တွားတွဲထားတယ်ဆိုရင်ဒီလိုမျိုးတွေမှာဆိုရင်ကျွန်တော်ဒီ11ဖြစ်တတ်တယ်ပြောချင်တာတော့ကြီးဖွင့်ထားတဲ့တင်နဲ့ကိုရတယ်အောက်သိန်းနဲ့ကိုရတတ်တယ်ဒါကတော့ကျွန်တော်တို့ဒါကြီးတဘာဝရပါတော့average ဖြစ်လိဖြစ်တာရှိတာကိုပြောပြတာအမြဲတမ်းမှန်ပဲလို့လည်းကျွန်တော်မဆိုလို့เนาะအဲ့တော့ဒီနေ့မှလည်းဒီပုံစံမျိုးပဲနှလုံးဆိုရင်30လောက်နင်းနာမယ်ရှေ့ကပေါ်ကြီးတည်ဆိုရင်ကျွန်တော်တို့တစ်ပွဲလောက်နင်းနာမယ်ဆိုတော့တိတ်မကွာဘူးအဲ့တော့ဒီအချိန်မှာကျွန်တော်ထင်နှစ်သိန်းတော့ရလည်းတိုက်စစ်ကလှုပ်တယ်တိုက်စစ်ကမြန်တယ်သူသဖြင့်ဆွစ်ဇာလန်ဒီတိုက်စစ်ရန်ဖွင့်ဆော့ရပုံမှာခံစစ်ကလည်းပွင့်တယ်ကိုလံဘီယာလည်းတိုက်စစ်ကောင်းတဲ့တင်းဆိုတော့ဒီနေ့ပွဲစဉ်တွေကတော့ကျွန်တော်ထင်အပြန်အလှန်တွင်းကိုမြင်ရမလားလို့เนาะအဲ့တော့ကျွန်တော်တော့ဒီကိုလံဘီယာနဲ့ဆွစ်ဇာလန်ပွဲစဉ်မှာကျွန်တော်ကိုးအများကြိုက်တယ်ပြီးတော့ကျွန်တော်တို့ရှေ့မှာကန်ခဲ့တဲ့ပွဲစဉ်တွေဆိုရင်လည်းကြည့်လိုက်ပါအဲ့တော့ပုံမှန်အဖြစ်ကျွန်တော်တနေ့ကို average 2ပွဲစီကန်လာပါတော့အဲ့တော့2ပွဲစီကန်လာတဲ့အချိန်မှာတပွဲကတော့ average 6ပေါ့လေးရှိတယ်အဲ့တော့ရှေ့မှာအာဂျင်တီးနားပွဲကဂိုးဖို့လားလာအများဆုံးဆိုဒီနေ့ပွဲကဂိုးပေါ်မဲ့ပွဲကိုစဉ်းစားပါဆိုရင်ဒီပွဲပဲရှိတော့တာဟုတ်အဲ့တော့နှစ်သင်းလုံးရဲ့တိုက်စစ်ကလည်းခြေစွမ်းရလှုပ်တဲ့အနေထားပုံမှာခုနကြီးလေးကလည်း1-1လို့ဦးတည်နေတာဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာဂိုးများကြိုက်တယ်အဲ့တော့ body ရွေးပြပါဆိုရင်တော့ body ကတော့နည်းနည်းလေးအန်နေများလို့ဂိုးပေါ်တစ်ချောင်းတွေကိုပဲစော့စီခြင်းတယ်နော်အဲ့တော့ကြိုက်တွင်ညီကိုဆိုယူပါကြိုက်တွင်ညီကိုလည်းကြော်ပါပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုလည်းဒါဆင်ပြင် subscribe လေးလုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်အဲ့တော့subscriber 1000လေးမြင်မြင်ပြည့်ခြင်းလို့နော်အဲ့တော့အားလုံးကံကောင်းကြပါစေ good luck ပါ